NUG က BNI ကိုမထည့်ဖို့ပြောတယ်ဆိုတဲ့ကိစ္စကျွန်တော်သိလိုက်ရတယ်ပေါ့နော်တော်တော်လဲဒီစကလုံးနဲ့ပတ်သက်ပြီးတော့အံ့ဩသွားတယ်အဲ့ဆိုင်မှာ BNI ကိုမထည့်ဖို့ NUG ကပြောတယ်ဆိုတဲ့ကိစ္စလည်းကျွန်တော်တိုင်းပြည်ထဲမှာရှိတဲ့ရဟန်းရှင်လူမျိုးပြည်သူများမင်္ဂလာပါခင်ဗျာမင်္ဂလာပါအစင်နေတပ်ပေါင်းစုဖွဲ့တဲ့နေရာမှာဘုန်းကားကို NUG ကဘားချောက်မပါစီခြင်းရတာလေတစ်ချက်သေးပြေပါဆိုရင်ဘုန်းကားအဖွဲ့ကိုကြောက်လို့ဖြစ်တယ်ဘုန်းကားကိုကြောက်လို့ဖြစ်တယ်ဘုန်းကားရဲ့နိုင်ငံရေးအတွေ့အခေါ်စီးရေးအတွေ့အခေါ်စီးအုံနိုင်တဲ့စွမ်းရည်တွေကိုကြည်ပြီးတော့နော်ခေါင်းဆောင်နိုင်တဲ့စွမ်းရည်တွေကိုကြည်ပြီးတော့ဘုန်းကားကိုသာတပ်ပေါင်းစုတွေထည့်လိုက်ရင်နော်NUG လက်အောက်မှာရှိတဲ့တပ်ပေါင်းစုကြီးပါဘုန်းကားနောက်ပါသွားမှာကြောက်တဲ့အတွက်ကြောင့်ဘုန်းကားကိုမပါဝင်စေအောင်မပါဝင်ရအောင်ပြောခြင်းမျိုးဖြစ်တယ်လှုပ်ချင်းမျိုးဖြစ်တယ်ကန့်သက်ထားခြင်းမျိုးဖြစ်တယ်လို့ကျွန်တော်ဆရာချစ်တစ်ချက်တည်းဖြေတယ်အခုနယူးဒေါ်လာရေးအခင်းချင်းမှာပေါ်ပေါက်လာတဲ့เนาะအခင်းချင်းမှာဘုန်းကားကိုတော့ထောက်ခံတဲ့သူတိုင်းသားတွေရောเนาะလေးစားတဲ့သူတက်မတော်သားတွေကောဂျားနေပြည်သူတွေကောเนาะNUG မှာမရှိဘဲနဲ့ဘုန်းကားတယောက်ထဲကအများဆုံးရရှိထားတာဖြစ်တယ်ပေါ့ပါတီနိုင်ငံရေးလမ်းကြောင်းပေါ်တက်လာမယ်ဆိုရင်တော့ဘုန်းကားကเนาะပါတီထောင်ပြီးလှုပ်လို့ရပြီမဲ့ NUG ပါတီထောင်ပြီးလှုပ်လို့မရတဲ့အနေအထားရှိတယ်အဲ့ဒီအတွက်ကြောင့်เนาะဘုန်းကားကိုသာပေးဝင်လိုက်ရင်အဲ့တပေါင်းစုကြီးမှာဘုန်းကားဟာเนาะဦးစီးဦးဆောင်လူတယောက်ဖြစ်လာနိုင်တဲ့အနေအထားမျိုးကိုမြင်ရတဲ့အတွက်ကန့်သက်ထားခြင်းမျိုးဖြစ်တယ်လို့တစ်ချက်တည်းကျွန်တော်ဆက်ချင်ဖြစ်စုတင်ဆက်ပေးလိုက်ပါတယ်เนาะကိုထွန်းမြတ်နိုင်ထက်တောင်နိုင်ငံရေးစီအတွေ့ခေါ်ကောင်းပြီးပြည်သူကိုမျက်နှာမူတဲ့နေရာမှာကိုချင်းစာတဲ့နေရာမှာMPနဲ့လူမျိုးကိုเนาะအမြင်မတူလို့တက်မတော်နဲ့ပြဿနာတက်နေပေမဲ့ချစ်တဲ့နေရာမှာတော့တိုင်းသားလက်နက်ကင်ဆိုတဲ့အဖွဲ့အစည်းတွေအားလုံးကြားထဲမှာဘီဒင်နာတွေဆိုတဲ့เนาะဘုန်းကားဥဆောင်တဲ့အဖွဲ့ဟာအသာလုံးဆုံးဖြစ်တယ်လို့မြင်တာကိုမြင်တဲ့အတိုင်းတင်ပြပေးရင်ဖြစ်ပေါ်ထွန်းလာမဲ့ဗုဒ္ဓသာသနာနုခအသင်းကြီးသို့မဟုတ်ကမ္ဘာဗုဒ္ဓသာသနာနုခအသင်းကြီးနဲ့เนาะလာမဲ့တစ်ချိန်ချင်းဘုန်းကားဟာရွေးကောက်ပွဲလမ်းကြောင်းပေါ်သို့မဟုတ်နိုင်ငံရေးလမ်းကြောင်းပေါ်တက်လာခဲ့လို့ရှိရင်လည်းပဲအသင်းကြီးကနေပြီးတော့ဖိတ်ခေါ်လျက်ရှိပါကြောင်းပြည်သူကိုမျက်နှာမူပြီးတော့ဘာပဲလှုပ်တင်ပါကြောင်းနဲ့နော်ဘုန်းကားအားပေးထောက်ခံသူများလူဒေါ်လာရေးထောက်ခံသူများကိုပိုင်ဉာဏ်ဖြင့်ကျွန်တော်ရဲ့တင်ပြချက်တွေကိုစဉ်းစားပြီးဝေဖန်သုံးသပ်ကြဖို့နဲ့ဘုန်းကားကိုနိုင်ငံရေးလမ်းကြောင်းပေါ်ဆွဲခေါ်တဲ့မခေါ်တဲ့စဉ်းစားကြဖို့နော်တင်ပြပေးလိုက်ပါတယ်ဗျာ